ဒီနေ့ကငါမွေးနေဆိုတော့ဖះလဲသွားပြီးပြီ။ online ကနေပဲအလှူလေးတစ်ခုလောက်ထပ်လုပ်လိုက်အောင်မေ။အိုးတနာစရာလေးတွေအရေးပေါ်စေဖို့လိုနေရဲ့တဲ့။ငါမြန်လှူပေးမှပဲ။သူတို့လေးတွေအဆင်ပြေပါစေကွယ်။9000လွှဲလိုက်မယ်။ကဲလှူပြီးပြီ။သူတို့ page လေးဝင်ကြည့်လိုက်အောင်ပါပဲ။ဟမ်ဘာဖြစ်သွားလဲ page ကြီးပျောက်သွားပြီငါအကောင့် block သွားလားအလူငွေလေးတွေတကယ်ရောလိုအပ်တဲ့သူတွေစီရောက်ပါမလားသားရဲ့ဘာလို့ဒီလိုလိန်ရကြရလဲခတ်တယ်ဒေါခင်ရေအခုခေတ်ကလူတွေရဲ့ဂိမ်းနာစိတ်ကိုခွင်ကောင်းယူပြီးလိန်စားနေကြတာလိန်လေသူတွေကနာမည်ကြီးအဖွဲ့အစည်းတွေကိုအမိခံပြီးဖြစ်စေတနာစရာပုံမြင်တွေဖန်တီးပြီးဖြစ်စေအလူခံလေးရှိပါတယ်အလူမလုပ်ခင်တတိထားရမယ့်အချက်နှစ်ချက်ရှိပါတယ်တရားဝင် page website ဒါမှမဟုတ်လူသိများတဲ့အဖွဲ့အစည်းဟုတ်မဟုတ်သေချာစစ်ဆေးပါတင်ထားတဲ့ post တွေကိုစစ်ဆေးပါလိန်လေသူတွေဟာအခြားအလူရှင်တွေတရားဝင် page တွေကပုံတွေကိုခိုးယူသုံးစွဲတတ်ပါတယ်ဒါကြောင့်အလူရှင်မတူပေမဲ့ပုံအတူတူပဲသုံးထားလားနောက်ခံနေရာကတနေရာပြီးတနေရာဖြစ်လားဆိုတာကိုသေချာစစ်ဆေးပါအမေစီနာရပါတယ်ဒါပေမဲ့နောက်ဆိုအလှူလို့ရင်သားတို့အရင်စစ်ကြည့်ကြတာပေါ့ဟုတ်တယ်စေတနာကိုညံနဲ့ရှင်ရမယ်